ပထမဦးဆုံး exercise က whole note ပေါ့နော် whole note exercise ဒီ whole note exercise ကို whole note မြင်ရလားမသိဘူးเนาะဒီ whole note exercise ကိုပထမဦးဆုံးစပြီးတော့ကြည့်ပါမယ်အဲ့တော့ whole note exercise ဒီ do re mi fa ခုနှလုံးပေါ့နော် do re mi fa sol la ti do height တို့ထိပေါ့ height တို့ကနေပြန်ဆင်းမယ်ဒါပဲ whole note အပြည့်ရွတ်မယ်เนาะတစ်ပါးမှာရိုက်ချက်၄ချက်ရှိတယ်ပေါ့နော်အဲ့လိုတော့မှဖြစ်ပါတယ် 2 3 go do re mi fa sol la ti do do ti la so fa mi re do ပြီးတော့ half note ခုန whole note ရဲ့တစ်ဝက် half note ပေါ့နော်အဲ့တော့ရိုက်ချက်ကတော့တစ်ပါးမှာရိုက်ချက်က4ဘီပဲရှိပါတယ်ဒါပေမဲ့အတန်အနေနဲ့ဆိုရင် do က2တန် re က2တန်ပါနေပြီပေါ့နော်သူကအတန်ရှိန်တစ်ခုပါအဲ့တော့ half note ကိုဆိုကြည့်မယ်3 go do re mi fa sol la ti do do ti la so fa mi re do do re mi fa sol la ti do do ti la so fa mi re do နော်အဲ့ဒါကတော့ quarter note ဆိုတော့ဒါ 1/4 note လို့လည်းခေါ်တယ် quarter note လို့လည်းခေါ်တယ်အဲ့တော့တစ်ပါးမှာ4 beat ရှိတယ်အဲ့4 beat မှာအတန်၄ခုပေါ့နော်အတန်၄ခုပါမယ်1 beat မှာ1တန်1 beat မှာ1တန်ပေါ့နော်အဲ့လိုပါမှာဖြစ်ပါတယ်3 go do re mi fa sol la ti do do ti la so fa mi re do do re mi fa sol la ti do do ti la so fa mi re do နော်အဲ့ဒါကဒီခုနကတော့ပြောခဲ့တဲ့ whole note ရော half note ရောဒီ quarter note ရော၃မျိုးလုံးကိုရောထားတဲ့ notes ပေါ့နော်၃မျိုးလုံးရောထားတဲ့ဟာကိုစိုက်စီနီရွတ်ကြည့်မှာဖြစ်ပါတယ်3 go do re mi fa sol la ti do ti la so fa mi re mi so fa mi re do do mi re do fa mi re do re fa mi so ti la so fa mi la so do နော်အဲ့ဒီ whole note ရယ် half note ရယ်ဒီ quarter note မှာနော်ဒီ do re mi fa ဆိုတဲ့ဒီအတန် page တွေမဟုတ်ခင်နဲ့နော်ဒီအခရာအနေနဲ့မြန်မာအခရာအနေနဲ့ပေါ့နော်တစ်ခုခုဖြစ်ပေါ့နော်အစားပြီးတော့အစားထိုးနိုင်တာကိုစားထိုးလို့နိုင်ပါတယ်အဲ့တော့နမူနာရွတ်ပြရမယ်ဆိုရင်လာတန်နဲ့ပေါ့နော်လာတန်ပေါ့နော်လာ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 
la 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 အဲ့တော့ notes ကိုနားလည်တဲ့သူတွေရှိနေတယ်ဆိုရင်တော့1 2 3 4ကဏ္ဍကိုခုနဘားတွေနဲ့တခြားလိုက်ရေးပြီးတော့မိမိဖာသာမိမိအိမ်မှာ exercise ပြုစုနိုင်ပါတယ်ကျေးဇူးတင်ပါတယ်